ဒီနေ့ကကြတော့ hair Christmas tree လောက်တာခက်စားနေရနော်ခင်ဗျားတို့အဲ့ဒီ trend ကို try ကြည့်ပြီးရလားမ try ရသေးဘူးဆိုရင် video ကြည့်ပြီးတော့အတူတူ try ကြရအောင်လေ Christmas trend makeup ဆိုတော့ပါးနေကမဖြစ်မနေပါမှရမယ် eyeshadow ကလည်း ready အနီရောင် bling bling ဆွဲပြီးတာပဲနှာခမ်းနေကတော့ Kia Revlon ရဲ့ 01 ကိုရွေးချယ်ထားတယ်စိုးလိုက်ရင်သူက bling bling နဲ့လမ်းတော့တာမလို့ makeup ပြီးတာနဲ့နည်းနည်းကြည့်ကောင်းပြီမလားအင်ဂျီကလည်း Christmas နဲ့ပတ်သက်တဲ့အနီရောင်လေးကိုရွေးမှာပေါ့ပြီးရင်ရေတန့်ပူနဲ့ခေါင်းစည်းကြိုးကို ready လုပ်ထားလိုက် K ရွေးထားတာကျတော့ 900ml ရေတန့်ပူကိုဘယ်လိုရွေးမှာလဲဆိုရင်စပင်ကိုအဲ့လိုမြောက်လိုက်တဲ့အခါမှာကိုယ့်ရဲ့စပင်ချန်နဲ့တိုးနေမှရမယ်စပင်ရှည်လူတွေကကျတော့1လီတာသုံးပေါ့ပြီးရင်စမိတ်လေးကိုအရှိတေချာလေးချထားမှရမယ်အကုန်လုံးတင်လိုက်လို့မရဘူးစပင်ကိုလူတိုင်းကဝတ်မုံရှိမဟုတ်ခွဲပြီးရရင်အနောက်ကစပင်ကိုကောင်းပြီးနဲ့ဖြေလိုက်အဲ့ဒါပြီးရင်လက်လေးနဲ့စပင်ကိုတဆုပ်ချင်းစီရေတန့်ပူကိုဖုံးလိုက်ရင်ရပြီစပင်ကိုတေချာမဖြေဘူးဆိုရင်ဒီအစင်ရောက်ရင်အခက်အခဲရှိလိမ့်မယ်ရေတန့်ပူဖုံးပြီးတော့အနောက်ကရှော့ပေါက်နိုင်ရင်လည်းဘာမှမဖြစ်ဘူးအဲ့ဒါပြီးရင်ရေတန့်ပူရဲ့ခေါင်းနဲ့စပင်ကိုအတူတူအဲ့လိုခြီလိုက်စပင်ကအဲ့လိုလုံးလုံးလေးထုံထားမှရမယ်အစိမ်းရောင်ပန်းကုန်းလေးကိုထုံထားတဲ့စပင်ပေါ်မှာပတ်လိုက် Christmas tree ပုံစံဖြစ်သွားအောင်အဖျားရွှေ့ရမယ်နော်အဲ့လိုမှ Christmas တပင်နဲ့တူမယ်ထိတ်ဆုံးကအဲ့ဒီစပင်လေးကိုပန်းကုန်းလေးနဲ့တေချာဖုံးထားဒီတစ်ဆင့်ပြီးရင်ကြည့်ရှော့ပေါက်နေတဲ့စပင်ကိုလည်းမမြင်တော့မလားဒီလိုမီးကြိုးလေးကိုစပင်ပေါ်မှာပတ်လိုက်အဲ့ဒါခေရဲ့အယုတ်ကလေးပေါ်ကမီးကြိုးလေးတွဲလောင်းကျနေရင်ကလစ်လေးနဲ့အနောက်မှာညှက်ထားလို့ရတယ် Christmas vibe အပြည့်ရအောင် accessory လေးတွေလည်းတင်ထားလိုက်အဲ့လိုဆိုရင်ကြည့် hair Christmas tree ပြီးပါပြီတက်ရှင်တရက်တဲ့နရံတနေရာကိုရှာအပေါ်မှာကြည့်မီးဝါလေးတစ်ခုတော့ထွန်းထားတယ်နော်မီးဖွင့်ထားပေမဲ့အဲ့ဒီ flash မီးကို on ထားလိုက်အောင် post မျိုးစုံနဲ့စာရိုက်လို့ရပြီပြီးရင်တငယ်ချင်းအောင် MANTU app ထဲဝင်သွားလိုက်ခေကဒီမှာ filter ကို Xmas ထဲက velvet ကိုရွေးချယ်ထားတယ် filter ရွေးလိုက်ရတဲ့အဲ့ဒီ Christmas ရဲ့ feeling ကထွက်လာပြီးတွေ့လားမျက်နှာဝနေဆိုတော့ slim ထဲကနည်းနည်းလေးတေးပေးလိုက်ပေါ့ manual တစ်ချက်နှိပ်ပြီးတော့ bite တွေပညာတွေပူနေရင်လည်းနည်းနည်းလေးအထဲဝင်အောင်နည်းနည်းတွန်းပေးလို့ရတယ် makeup ကိုတစ်ပုံထဲမှာပို့ပြီးတော့ထင်ရှားအောင်တစ်မျိုးချင်းစီနည်းနည်းထပ်တင်ပေးလိုက်အောင်နောက်ဆုံး skin retouch ကိုတစ်ချက်နှိပ်ပြီးတော့အသားရည်မျှတအောင်ညှိပေးလိုက်ဆိုရင် done I gave you my heart, but the very next day you gave me ကြည့်ပြီလားကောင်းရွေး